ကကူလာတဲ့ချောင်းကေဝကမင်းတို့ပြောတာပေါ့နော်သူဟိုဘက်စသဦးတော့မင်းတို့ကရီနာတန်ရောမှာကရီနာကေဝပေါက်မယ်ဒါပေမဲ့ကရီနာကေဝကဒီဘက်ချမ်းမှာပဲရမယ်နော်ဟိုပကွီတိုတို့ဒီပကွီတိုတို့ဟလာဗလီယာတို့မာရှာတို့ဘက်မှာသူကတန်ရောမင်းဖောက်လဲကရီနာစကင်မပေးဘူးဟာ sorry ပါဟုတ်ပါလေခဏလေးပါခဏလေးစောင့်ဆိုနော်တော့မပေးဘူးဒီဘက်မှာပဲပေးမယ်ပြီးတော့ရှင်ဒီဘက်ကနေပြီးဘီကိုလှည့်လိုက်တယ်မင်းလှည့်လိုက်လို့ဘီကိုတန်းသွားပြီဆိုလို့ရှိရင် तू ကဒီဘက်မှာ2ကြိမ်လှည့်တာတယ်ဒီဘက်2ကြိမ်လှည့်လို့မင်းမလှည့်ကျင်တော့ဒီဘက်ကိုပြောင်းပြီးလှည့်ရင်လေပြောချင်တာကဘာလဲဆိုရင်ဒီဘက်ကိုနောက်ဆုံး1ကြိမ်ပဲကျန်လို့ဒီဘက်လှည့်လို့တန်းသွားလဲဒီဘက်စကင်ပဲပေးမှာဟိုဘက်မှာ2ကြိမ်ရတာဆိုပြီးဒီစကင်ကိုမပေးဘူးအဲ့လိုပဲဒီဘက်ကဖောက်ထားတယ်ဒီဘက်ကနေပြီးတော့မှ2ကြိမ်လှည့်ပြီးသွားပြီအဲ့ဒါကိုမှမဖောက်ကျင်လို့ဒီဘက်ကိုပြောင်းပြီးတော့ချောင်းကေဝတ်တို့ရှိတဲ့ဘက်ကိုပြောင်းပြီးတော့လှည့်မယ်ဆိုရင်လည်းချောင်းကေဝတ်ဘက်ပဲရမယ်မင်းတို့အဲ့ဗလီယာတို့ပကွီတိုတို့မာရှာတို့မရဘူးနော်သူအီဗန်အဲ့လိုမျိုးတော့ပြောထားတယ်ပေါ့နော်ကဲဒါကတော့မင်းတို့အဲ့ဘီကိုတန်းတယ်ဒီကနေပြီးဘီကိုတန်းသွားပြီဆိုလို့ရှိရင်ဒီမှာဘီကို2ခုတန်းပြီးအောက်3ခုတန်းတယ်ဒါ2ခုတန်းပြီးနောက်တစ်ခုမင်းတို့ဒီမှာမလှည့်ကျင်ခဲ့ဟုတ်ပြီဒီဘက်ချမ်းပြောင်းလှည့်မယ်ဆိုလို့ရှိရင်ဒီဘက်ချမ်းစကင်မရဘူးဟိုဘက်ချမ်းစကင်ကိုမင်းတို့မရဘူးအဲ့လိုမျိုးပေါ့သူကတော့ပြောထားပါတယ်မွန်တော့ကတော့ပေါ့နော်ဒါအားလုံးနားလည်မလို့ထင်တယ်ဒီကေဝက်အီဗန်မှာဖောက်နိုင်သူတွေဖောက်နိုင်တဲ့သူတွေအကုန်လုံးဖောက်နိုင်ကြပေါက်ပါစေပေါက်လဲပေါက်ပါစေဖောက်လဲဖောက်နိုင်ကြပါစေကျွန်တော်တို့ကတော့မဖောက်နိုင်ဘူးငေးကြည့်နေုံပဲမို့လို့ငေးပဲငေးကြည့်လိုက်ပါတော့မယ်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်